အဲ့ဆိုလိုက်ကြည့်ပေးပါအားလုံးလိုက်ကြည့်ပေးပါနော်ပုံတွေနဲ့ AX နဲ့ DY တို့ဒီတဲ့ဒီမှာနော် AX လေးကဒါလေးကိုပြောတာ AX နဲ့ DY တို့ဒီတဲ့ဗာလဲဟောဒီတရိကန် ABC နဲ့တရိကန် DEF ရဲ့အမြင့်မြင့်လို့ပြောတာအမြင့်မြင့်ဆိုတဲ့သဘောကလေအခြေပေါ်ကိုဘာဖြစ်သွားလဲသိလားအမြင့်မြင့်ဆိုတာအခြေပေါ်ကိုတောင်းမှတ်ကြတယ်အေးအဲ့ဒီမှာငါတို့ကဘာတစ်ချက်သိလို့ရတယ်ဆိုရင်ဟောဒီတောင်လေးနဲ့ဟောဒီတောင်လေး90 degree ဆိုတာသိရမယ်နော်သူလဲပုံထဲမှာလဲ90 degree ပြထားတယ်သူရဲ့နော်ပေးထားချက်ကလည်းပါတယ်နောက်တစ်ခုကသူကဘာပြောလဲဆိုရင်တရိကန် ABC နဲ့တရိကန် DEF ကတဲ့ဘာဖြစ်တာလဲတဒံတူလဲလို့ပြောတာโอเคခုနကအဲ့တရိကန်နှစ်ခုတဒံတူလို့ရှိရင်ငါတို့ကဲတရိကန်တို့တဒံတူတယ်လို့အရင်ရေးလိုက်မယ်တရိကန် ABC နဲ့နော်တရိကန် DEF ကတဒံတူတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ပေးချက်တရိကန်နှစ်ခုတဒံတူတယ်ဆိုရင်ဘာတွေတူမှာလဲတဲ့ A by AB by DE အေးဟုတ်ပြီတဒန်းတူရဲဆိုရင်သူတို့ရဲ့အနားတွေရဲ့အချိုးတွေတူတာအဲ့ဒါက main point တရိကန်နှစ်ခုတဒန်းတူလို့ရှိရင်သူတို့ရဲ့အနားတွေရဲ့အချိုးတွေကတူတာအဲ့ဒါ main point နောက်တော့ AB by DE ကဲဟုတ်ပြီတချိုးရပြီကဲနောက်တစ်ခုပြောပါဦးBC by EF ဟုတ်ပြီ BC by EF ကဲနောက်တစ်ချိုးပြောပါအောင်သမီး CA by FD ဟုတ်ပြီ CA by FD ကဲနောက်တစ်ခုရှိရဆရာမတို့ထောင်ကလေးတူရအောင်လိုအပ်တဲ့ထောင်ကလေးတူဖို့ဆိုဆရာမတို့ရှာမှာက ABH ကိုလို့ဒီ ABH လေးရှာမှာလို့ဆရာမတို့ဘာနဲ့ထောင်းတွေတူလို့ရတယ်ထောင်းပြီးလိုက်မရေးနဲ့အောင်နော်လိုက်နားထောင်လိုက်အဲ့ဒါမှနားလဲမှာထောင်းပြီးဒါကဘာလဲပေးထားချက်တွေနောက်ပေးထားချက်တစ်ခုရှိတယ်ကက်သရင်းပြောပြပါနောက်ထပ်ပေးထားချက်ကိုဆရာမတို့ရေးလို့ရတာနောက်တစ်ခုရှိသေးတယ်ဘာရှိသေးတော့ down AXB equal down DYE ဟုတ်တယ်AXB နဲ့နော် AXB ကလည်း90ဟုတ်တယ်ဟုတ်တယ်အဲ့ဒါတကယ်တော့ဘာဖြစ်လို့ဖြစ်နေရလဲဆိုလို့ရှိရင်တို့ကကဲဘာကြောင့်ပါလဲလို့မင်းတို့မေးလို့ရှိရင်ပြောလို့ရတာဒီပေါ်က AX က perpendicular BC ဟဲ့လားထောင်းမှန်ကြနေလို့နော်နောက်တစ်ခုကဒီဘက်က DYE ဟဲ့လား DYE ကလည်း90 degree ဘာဖြစ်လို့လဲအပေါ်ကဆရာတို့ခုနကသူပြောတယ်လေ DYE ကသူ့ကိုအမြင့်မြင့်ဖြစ်နေအမြင့်မြင့်ဆိုတာအခြေကိုထောင်းမှန်ကြနေရဒါကြောင့်မလို့ဒီမှာရေးမှာကဘာဖြစ်လဲဆိုရင် dy perpendicular EF ပေါ့နော်။ EF လေးရေးရမှာ။ဒါကပေးထားချက်ရမလို့အဲ့ထောင်းနှစ်ခုလဲဆရာမလို့ဘာဖြစ်သွားလဲလို့ရတယ်ဆိုရင်တူလို့ရတယ်။သဘောပေါက်လားမသိဘူး။ဟုတ်ပါတယ်။တူလို့ရတယ်ဆိုတော့ကဲဟုတ်ပြီအဲ့ဒါဆိုရင်ငါတို့ဒီမှာဒီတရိကန်နှစ်ခုကိုတဒံတူတော့မယ်။နော်ပေးထားချက်တွေလည်းကုန်သွားပြီ။နော်ပေးထားချက်တွေကုန်သွားပြီဆိုတော့တရိကန်နှစ်ခုကိုတဒံတူပါမယ်။အဲ့တော့ ABH နဲ့နော်တရိကန် DEY တွင်ကဲအဲ့တော့ပေးထားချက်တွေအရာငါတို့ဘာတွေသွားပြီးတော့တူလို့ရတာရှိလဲဆိုအမလေးလွယ်လေးရယ်ဘာနဲ့တူကြမလဲဟိဘာနဲ့တူကြမလဲဟိဒါအဲ့တရိကန်တကူဘာနဲ့တဒံတူရင်ကောင်းမလဲတာ AA နဲ့တူကျင်သလား SAS နဲ့တူမလားတာ AA နဲ့တူမယ်ကဲဘာနဲ့တူပြောပါအောင်မောက် H နဲ့ဟုတ်ပါဟုတ်ပြီ down x လို့မခေါ်ဘူးဘာလို့ဆိုတော့ down x လို့မခေါ်လဲဆိုတော့ x ကဟိုဘက်လဲရှိရဒီဘက်လဲရှိရဒါကြောင့်မလို့အဲ့ဒီထောင်းကိုပေါ်လွင်အောင်လို့လှလှပပခေါ်ရအောင်ဟုတ်လား AXB လို့ခေါ်မှပေါ်တယ်မှာအဲ့တော့ down AXB နဲ့ down DYE ကတူတယ်ဘာဖြစ်လို့လဲဒါကြီးကပြပြီးသွားပြီကဲနောက်တစ်ထောင်ရှာပေါင်း AA နဲ့တူမှာမလို့ဘာနဲ့တူမှာလဲဒါ down B နဲ့ down E နဲ့တူမှာလေမဟုတ်ဘူးလားဟမ်တွေ့လားအဲ့ဆိုအဲ့ဒီကနှစ်ခုဘာဖြစ်သွားမှာတော့တဒံတူသွားပြီAA ဟုတ်တယ်AA ရတဒံတူသွားပြီနော်အဲ့ဆိုမင်းတို့နံပါတ်ခကိုဆက်သွားမယ်